ဒီရတော့ကျွန်တော်တို့လေကောက်ကကျွန်တော်တို့နဲ့ဘွားတို့ပြောရင်ဘကူတန်းထိုင်ဖြစ်ပါတယ်ကျွန်တော်တို့အေးဆိုရှင်ကတော့ပရိကရှိရောကကျွန်တော်တို့ကိုလွတ်တဲ့ဖြစ်ပါတယ်ကျွန်တော်ကနော်ပရိကရောလာနေဖို့ရအတွက်နော်ကျွန်တော်တို့လည်းဘုကကိုယ်ဘောတာလူရှင်များအားလုံးလူကလုံးဝနဲ့အိမ်များကိုဖိတ်ခေါ်တင်းနေတဲ့ပုံစံတွေပြပြီ။ဆက်နေပါမယ်။ခွလေဟယ်လိုမင်္ဂလာပါ။ဟုတ်တယ်မင်္ဂလာပါ။โอเค။
Okay, kita nak apa lah? Kita buat lah. Asyik lepas tu ni kan jap.